เคဒီ short မြေတွေနဲ့သူတို့ဘာလုပ်လဲဆိုတာကျွန်တော်လည်းအတူတူကြည့်လိုက်ရအောင် short မြေတွေနဲ့နော်ပြားလိုက်ထွက်လာပါပြီပြားနေရမှာနော် short မြေကတော့အသုံးဝင်ချွတ်ရတော့ short မြေနဲ့တော့တန်ဖြစ်အောင်လုပ်လို့ရတယ်လို့ပြောတာပဲဒါပေမဲ့ short မြေနဲ့သူ့မျိုးစားနဲ့သူမရမှာပေါ့တော့တော့ဘယ်လိုဖြစ်ချလိုက်အော်ဦးရဲ့ထဲလိုက်ပါနေဆိုတော့အော်ခေါ်လိုက်ကျေဒီအဲ့ဒီလိုလုပ်ရမလို့အခုမှပဲမြင်ဘူးတော့ရကျေဒီအဲ့ဒီလိုလုပ်ရဆိုတာဟောဆောင်းနေလောက်တော့ကျေဒီရ